စပိန်ဂုံးစင်းကြီးနဲ့အတွေ့ဒူးထောက်လက်မြောက်လိုက်ရတဲ့ဒေါ်မွန်အားလုံးပဲမင်္ဂလာပါဘောလုံးမဆရာစုဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂုံးစင်းကြီးဘာစီလိုနာတို့ဟာချန်ပီယံလိဂ်ကွာတာပွဲစဉ်ပထမအကြော့မှာပြိုင်ဘက်ဒေါ်မွန်တင်ကို၄ဂိုးပြတ်တွင်းယူကဘာစီလိုနာမြို့ရဲ့ကောင်းကင်ရံတစ်ခွင်အယောင်တက်လက်လက်နဲ့လာပါခဲ့တဲ့ညတညဖြစ်ခဲ့ပါတယ်ကစားကွက်ရောတဦးချင်းဆွမ်းဆောင်ကြီးပါပြီးပြည့်စုံလို့နဲ့ပွဲတစ်ပွဲလို့ဆိုရမှာပါလက်မရမယ်လီဝမ်ဒေါ့စကီရာဖီညာတို့တိုက်ဆက်တွေရဲ့ထိုးစစ်ဆင်မှုတွေကိုဒေါ်မွန်တွင်ရဲ့ခံစစ်ကဘလို့မှကြံ့ကြံ့မခံနိုင်ခဲ့ပါဘူးအင်ရှင်စပိန်ဂုံးစင်းကြီးတို့ကိုဂိုးပြတ်ရှုံးကဝိုင်းဝိုင်းတစ်ချင်းတွေကလို့မင်းရှိငါဒူးထောက်ပြီးဆိုတဲ့အတိုင်းဒူးထောက်ရှုံးပေးခဲ့ရပါတယ်2025ခုနှစ်တွင်စွမ်းဆောင်ရည်ကောင်းတွေရရှိနေတဲ့စပိန်မှုဆိုကြီးဘာစီလိုနာတို့ကတော့သူတို့နဲ့အလံဝေးကွာနေတဲ့6ချိန်မြောက်ဥရောပဖလားကိုရရှိနိုင်ဖို့အတွက်ဒီပွဲမှာလည်းအကောင်းဆုံးပုံစံအကောင်းဆုံးခြေစမ်းအနေနဲ့ကစားပြခဲ့ပါတယ်။လက်မိုင်းရမယ်နဲ့ရာဖီညာကဒီနေ့ချန်ပီယံလိဂ်မှာအမြင့်ဆုံးတဟုန်ထိုးပြန်တန်းနေပါတယ်။ညကဒေါ်မွန်ကိုနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်တယောက်တကိုးစီတွင်းယူခဲ့ကြတဲ့အပြင်ရာဖီညာကဂိုးဖန်တီးမှု2ကြိမ်တိတိပြုလုပ်ပေးခဲ့ပါတယ်။ဂိုးတင်းချက်ကြီးလီဝမ်ဒေါ့စကီအနေနဲ့အဆိုပါညပွဲစဉ်မှာ2ဂိုးတွင်းယူကငါမအိုဒေးဟုကြုံသွားပြီးအတက်ကြီးပေမဲ့မပြတ်စီးသေးကြောင်းကိုပြသသွားခဲ့ပါတယ်။ရာဖီညာကဒီနေ့ချန်ပီယံလိဂ်မှာ12ဂိုးအထိတွင်းယူထားပြီးဂိုးတွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်။အော်ဘယ်ကောင်းတာကပင်နတီတစ်လုံးတောင်မပါခဲ့ပဲချန်ပီယံလိဂ်ပွဲစဉ်တစ်ခုလုံးမှာဂိုးတွင်းအများဆုံးဂိုးတွင်းဘရင်ဖြစ်နေတာပါ။ဒုတိယနေရာမှာတော့နောက်ထပ်ဘာစီလိုနာကစားသမားဖြစ်ပြီးလီဝမ်ဒေါ့စကီက17ဂိုးရရှိနေပါတယ်။ရာဖီညာကယခုနှစ်ဗော်လွန်ဒီယွန်ဆုအတွက်ထိတ်ဆုံးကရေပန်းစားနေသူလည်းဖြစ်ပါတယ်။အသက်18နှစ်အရွယ်လမိုင်းယာမဲကချန်ပီယံလိဂ်ရှုံးတဲ့ပွဲစဉ်မှာ16နှစ်မပြည့်ခင်ချိန်ဖန်များစွာဂိုးတွင်းမှုတဲ့ပထမဦးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။သူတို့တိုက်စစ်3ယောက်တောက်ပနေပုံကိုကြည့်ရတာအတော်အားရစရာကောင်းပါတယ်။မက်ဆီနေမာနဲ့ဆွာရက်တို့ရဲ့ MSN တိုက်စစ်ကိုပြန်မြင်တွေ့နေရတယ်လို့ပါပဲ။လမိုင်းယာမဲနဲ့ရာဖီညာဟာလမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ယောက်နဲ့ဆမ်ဘာကပညာရှင်ဘရာဇီးသမားတစ်ယောက်ကိုပြန်လည်မြင်ရနေတယ်လို့ဖြစ်ပြီးလီဝမ်ဒေါ့စကီအနေနဲ့တစ်ချိန်ကဘာစီလိုနာရဲ့ဂိုးတွင်းမှုဆိုကြီးဆွာရက်ရဲ့နေရာမှာပြီးပြည့်စုံတဲ့ဂိုးတွင်းဆက်ကြီးတစ်ဖွဲမြင်တွေ့နေရပါတယ်။အဆိုပါပွဲစဉ်ကြောင့်ဘာစီလိုနာတို့ဟာကွာတာဖိုင်နယ်ဒုတိယကြော်ကိုအလွယ်တကူကျော်ဖြတ်နိုင်ခဲ့ပြီးနောက်တစ်ဆင့်ဆီမီဖိုင်နယ်ကိုတက်လှမ်းဖို့အခွင့်အာဏာနေခဲ့ပြီပဲဖြစ်ပါတယ်။ဘာစီလိုနာတို့ဟာစပိန်လာလီဂါပွဲစဉ်တွေမှာလည်းပြိုင်ဘက်ရီယယ်မက်ဒရစ်အတင်းကို၄မှတ်အကွာနဲ့ဇယားထိပ်ကနေရက်တည်နေခဲ့တော့လေဒေါ်မွန်တို့ဟာဂျာမန်ပရီမီယာလီဂါဇယားမှာအဆင့်8နေရာရောက်ရှိနေခဲ့ပြီးရလဒ်တွေစိုးဝါးနေခဲ့ပါတယ်။ထိုရလဒ်ဆိုးဝါးမှုကြောင့်ဒေါ်မွန်တို့ဟာဥရောပလိဂ်နဲ့ယူရိုပါလိဂ်ပါဝင်ခွင့်ရဖို့အတွက်အတော်လေးရုန်းကန်ရပွဲရှိပါတယ်။ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောဒုတိယကြော့ချန်ပီယံလိဂ်ကွာတာပွဲစဉ်မှာဂုံးစင်းကြီးဘာစီလိုနာပဲနောက်တစ်ဆင့်ကိုတက်လှမ်းတော့မလားဒေါ်မွန်တို့ပဲကမ်ဘက်လုပ်ပြနိုင်မလားဆိုတဲ့ထင်မြင်ချက်တွေကိုလည်းဝေဖန်ပြီးသွားခဲ့ကြပါဦးကျွန်တော်တို့ဘောဆရာကြီး channel လေးကဘောလုံးလောကရဲ့တူတရတာတင်းစုံအကြောင်းအရာများကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့ရင် like and subscribe လေးလုပ်ရင်အားပေးသွားကြပါဦးခင်ဗျာ